ဂုဏ်ယူပါတယ်ဒီညတင်တို့တငယ်ချင်းတွေနန်းတော်ထဲမှာပိတ်မိနေပါတယ်မနက်တီပေးခင်းခြင်းရင်နန်းတွင်းဆက်ဆောင်နေရတွေကိုအခုပဲမန်ရှင်းခေါ်ပြီးတာဝန်ခွဲယူပါတာဝန်ကြည့်ပါစေဆက်ဆောင်တဲ့မင်းတရားကြီးတာဝန်ကအဖွဲကိုဥဆောင်ပြီးရွှေပလင်ပေါ်မှာညလုံးပေါက်ထိုင်နေရပါမယ်စီကံညတကောင်ရံမှာပလင်အောက်ကနေဟိုတန်ကြရင်လုံးဝကိုမကြည့်ပါနဲ့ဆက်ဆောင်နဲ့မိဖုရားကြီးတာဝန်ကမိဖုရားဆောင်မှာနန်းတာပေါင်းဖို့ကိုမိမငိမ့်အောင်ငွေထားပါမယ်စီကံကတော့မှန်ကြည့်နေရင်တင့်ပြီးမှအမျိုးသမီးတယောက်ပေါ်လာရင်မျက်လွှာချထားပေးပါဆက်ဆောင်တော့အရှိမင်းသားတာဝန်ကနန်းတွင်းစင်းကြံလန်တလျှောက်မိရင်ကိုင်ပြီးလှည့်လဲရပါမယ်စီကံကလမ်းလျှောက်နေရင်လားရောင်အောက်ကတင့်ရိတ်ကရုတ်တရက်နှစ်ခုဖြစ်လာရင်ချက်ချင်းရက်လိုက်ပါဆက်ဆောင်လေးမင်းသမီးတာဝန်ကနန်းတွင်းအဆောင်တော်ကရွှေဆောင်ကောက်ကိုစောင့်ရှောက်ရပါမယ်စီကံကတော့ညနေပိုင်းမှာဆောင်းကြိုးတွေတူလိုမြည်လာပြီးဝမ်းထဲစရာတချင်းတန်ချရင်မျက်လွှာချပြီးပြီးရဲ့အထိနားထောင်ပါဆက်ဆောင်ကဒုတိယမင်းသားတာဝန်ကမှောင်မိုက်နေတဲ့တာမြစ်ဆောင်ကိုစောင့်ကြရပါမယ်စီကံတင်နာနာကပ်ပြီးရွှေပလင်ကမင်းနဲ့ပဲထိုက်တန်တာပါလို့တီတို့ပြောရင်လုံးဝကောင်းမညိတ်ပါနဲ့အာနာလူကျင်တဲ့ဝိညာဉ်တွေကတင့်ကိုအတုံးချဖို့ကြိုးစားနေရပါဘသူကအရှိဆန်လုံးမလဲဘသူကမင်းသမီးနေရာယူမလဲဆိုတာတင်တို့ပဲဆုံးဖြတ်ပါကံကောင်းပါစေ